အညာကဒီတူတွေဟာလူတာတည်သွားတယ်သူ့ပတ်ဝန်းကျင်ရောလူရောစိတ်မတည်သွားဘူး ဘောမနဲ့ထမင်းတူစားရတာလေအနော်အဲ့ဒါကိုစီမားလားကိုစီမန်လားကိုစီလုံးဝကိုမားတယ်ကိုစီလုံးဝမမှန်ဘူးအဲ့ဒီချက်မှာ နေနေဝင်းသားနဲ့ဘယ်လိုမျိုးတွေဖယ်ပြီးတော့ဒီတော်လိုင်းတမားတွေတတ်ထားတဲ့ကိစ္စတွေမှာငါဖော်မှာနော် အဆိုတော်ခင်ဗျာနိုင်ပိုင်းအတွင်းမှာပဲအဆိုတော်က ကပ္ပချင်ပတ်နဲ့မြန်မာချီအိုကြီးနဲ့တွတ်တွေ့တာပေါ့နော်အားလုံးပဲမင်္ဂလာပါရွှေ family မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မဘက်တော်သားတွေတယောက်ချင်းနေကောင်းကြမ်းပါကြပါစေခွန်အားဖြစ်စေမဲ့ရုပ်တံလေးနဲ့ မင်္ဂလာပါခင်ဗျ Happy birthday ပါဖဖဆုခင်ဗျဖဖဆုကျမ်းမာပါစေခင်ဗျဖဖဆုတတ်တော်ရကြွှေပါစေခင်ဗျဖဖဆုအမြဲလုံးရပါစေခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျ တန်မိုးရှိလိုက်တာနော်ဒီလိုကလေးလေးတောင်ဒီလောက်တန်မိုးကိုတီးတက်နေပါတော့ကျွန်တော်တို့လှုပ်လို့ရတဲ့ပြည်သူတွေလည်းစွမ်းစမ်းတမန်ဟုတ်ကဲ့ ရှောင်းတကားကိုကိုယ်တိုင်ပိတ်ပြီးတော့ခေါ်တလားထိုက်ကိုလာထိုင်ဝေးတဲ့လူငယ်တွေဒီလူငယ်တွေခွာတဲ့ခမရတို့စစ်တိုက်တိုင်းတော့ခင်စားတယ်ဗျာနိုင်ငံရေးသမားတွေရဲ့နေရာလူဝဲမှာလူငယ်တွေရဲ့ခွာဆူဆူပါနောင်ကြီးတော့မပြစ်ကြစေဗျာအဲ့တော့ရင်းချသွားတာမပြေဝတဲ့မိဘတွေတခြားမဲ့လာတွေဗျာတိုက်ပွဲမတွေ့ဘူးလေကောင်ရေးတဲ့စစ်တီတင်းတယ်မှာလိုချစ်စိုက်ကြွားတဲ့လူစုကတော့ခေတ္တကူစီမှာရှိပါတော့လေဘယ်တက်နိုင်လဲ ရှင်ဘတ်ထဲကခံစားချက်တွေကိုပါဇက်ကနေထွက်လာတာအဲ့တော့လူငယ်တွေရဲ့အသက်တွေကိုစတီးပြီးတော့စက်တိုက်တန်းတော့မကစားကြနေဗျာကျွန်တော်တို့လည်းကြားတယ်မြင်တယ်မပြောတာပဲရှိတာနော် မဆာနေစကားပြောမှာမို့နော်တော်ယုံတန်ယုံလဲမဟုတ်မမဲ့မဆာဝင်မပါတတ်ဘူးဒါပေမဲ့ဟိုဒူဘိုင်းကဖြူမိုးကိုတစ်ချက်တော့ပြောချင်တာသူကတို့ထိုင်းနိုင်ငံအထောက်ဖို့ကိုစီကိုထောက်ဖို့ကနေရက်နာလိုက်ပါတဲ့ဟိုဖြစ်လဲနော်ပြောမယ်ဆိုလို့ရှိရင်ဖြစ်လဲဘောမမမောင်ထမင်းကျွေးလို့ဆိုပြီးတော့သူကမကျင်နဲ့ဘောကွာတိညာသူကတိညာနဲ့နဲတယ်အရက်သမားလေသူကအရက်ထောက်တာအရက်သမားဖြစ်တယ်သူကအရက်တောက်တဲ့ခါကျရင်ဖြူမိုးကလေစကားကဒီလိုပလက်လန်ဖြစ်သွားတာအရက်မူးပြေသွားတဲ့ခါကျရင်ဖြူမိုးကစကားကလဲမဲ့တယ်နော်ဒါပေမဲ့ဘာစောက်ပြေးချင်းမှမရှိဘူးဖြူမိုးကအုံတော့မရှိဘူးချီးရည်ပဲသူ့အုံတော့ထဲမှာသူကကိုပိုင်စုံဖြတ်ချက်လည်းမရှိဘူးပြောချင်ရပြောတယ်ပြီးတဲ့ခလဲကြလို့စီလို့စီပြောတဲ့နဲ့မပြောတဲ့မခွဲကြဘူးအသက်ပဲကြီးသွားတာအတိတရားတော့မရှိဘူးနော်ဖြူမိုးကိုထောက်ခဲနေတဲ့လူတချို့ကလည်းအ ਨੇ ဆုံးကလည်းကြတော့အဲ့ဒါဘောမပကချဲနေနော်ဖင်လဲမမောင်ဘောမတယ်ဆိုတာကလေဖင်လဲမမောင်ဘောမတာဖြူမိုးတော့မမီဘူးဖြူမိုးတော်လည်းရေးတော့ဘာစုပ်ကြီးစုပ်အတိတ်ပဲမှမရှိတဲ့ကောင်မပွဲဖြစ်တဲ့နေရာမှာပွဲစုတယ်ရက်သမားမဆွဲကုန်ပြောမဆိုရက်သမားပါပေါ့ကွာမိန်းကလေးချင်းချင်းပြောရမယ်ဆိုဖာနဲ့နိုင်တော့ဖာတွေကတိတ်ခါကြတယ်ဖာခဲတာပတ်စံရတယ်ကွာနော်အဲ့လိုပဲမစပြောတော့မယ်ပြောချင်တာကဒီဖြူမိုးကိုနော်နေပါစောက်ရည်ချင်းစီလို့တော့နော်ဒီထိုင်းနိုင်ငံကိုစီအထောက်ဖို့နေအထောက်ဖို့ကနားလိုက်ပါလို့ပြောတာဒါငါတို့တော်လန်ရေးမှာဟိုစုခလုတ်တစ်ခုဖြစ်သွားတယ်လို့ဖြစ်လို့မစားဝင်းပါတာငါတို့တော်လန်ရေးအတွက်ကိုစီဆိုတာမဖြစ်မနေစီဖို့လိုတယ်ဘာဖြစ်လဲသူလဲထိုင်းနိုင်ငံမှာသူ့အကြီးဆုံးလို့ပြောရမှာထိုင်းနိုင်ငံမှာနော်ငါတခိုးပေါ်တာပဲရှိတယ်တခိုးပေါ်တယ်ငါထောက်ဖို့လည်းလုပ်တယ်ငါချူနေစားနဲ့လည်းငါနိုင်အောင်လူတယ်ဒါပေမဲ့တော့ငါတခိုးပဲပေါ်တာဒီမြန်မာနိုင်ငံကိုစီးနေလောက်အောင်ငါကိုစီလောက်တော့မလူနိုင်ဘူးโอเคနော်ကိုစီလူတာလည်းသူချွေးနေစားလည်းမဟုတ်ပြည်သူပတ်ဆက်မှာပဲဒါပေမဲ့ဖီလို့မပြောမှငါတိနေတယ်နော်ဖြူမို့ရက်သမားမနော်ဖီသိမ့်မရလဲစပတ်မငါအနည်းကိုဘာနဲ့ထိုးပေးမယ်နေတိတယ်ဟုတ်လားငါအကြောင်းနေကောက်တိတယ်နေ6တဲ့ဇောင်းထက်ကြွလာလေဖာတယ်မနော်ဒီအကြောင်းအကုန်လုံးကဖော်ပြမှာစောက်ကောင်မအောက်တန်းစားမနီဘလို့လောက်တာတဲ့အဲ့ကိစ္စတွေအကုန်လုံးငါတို့သိတယ်နော်နီနေဝင်းသားနဲ့ဘလို့မျိုးတွေဖယ်ပြီးတော့ဒီတော်လေးတမားတွေတတ်ထားတဲ့ကိစ္စတွေမှာငါဖော်မှာနော်အကောင်ကြီးကြီးတွေနဲ့ဒီပတ်သက်ဆက်နွယ်မှုရှိနေတယ်ဆိုရင်တော့ဒီကောင်မခေတော့မခေဘူးဗျအဲ့တော့ကျွန်တော်တို့ဓမ္မဘက်တော်သားတွေတတိအကြီးကြီးထားပေးပါစိတ်ကိုတက်နေတာအညာကပြည်သူတွေဟာစစ်ကြောင်းထိုးခံရလေကြောင်းကဘုံကျဲခံရအတက်ခံနေရတယ်ခင်ဗျားတို့ကတော့အေဂျင့်နေပါတယ်ဆိုတဲ့
အတူအယောင်အစိုးရလက်အောက်လိုက်တွေကွန်မန့်တွေရှေးရာတွေလုံရင်တောင်အဖမ်းခံရနိုင်နေဆိုပြီးခမားတို့စိတ်တွေအတက်ခံနေရတယ်အညာကပြည်သူတွေဟာလူတာတေသွားတယ်သူ့ပတ်ဝန်းကျင်ရောသူရောစိတ်မတည်သွားဘူးခမရတို့ကတော့လူမတည်ခင်စိတ်တည်သွားတယ်တခုခုဆိုအဖမ်းခံရနိုင်နေဆိုပြီးတော့ပေါ့ တကယ်နေ့စဉ်ရက်ဆက်ခံနေရတာပြည်သူတွေပဲဒီစောက်ဖို့တွေအုပ်ချုပ်ဒီကောင်းတွေဒီအာနာယူတစုအုပ်ချုပ်နေသမျှတော့သူတို့တစုလောက်ပဲချမ်းသာပြီးရင်ချမ်းသာသွားမှာပြည်သူကတော့ဘာလို့ဘာကင်ထမင်းစားဖို့တောင်းအနိုင်ဗျ ကျွန်တော်ပေါ်မှာနိုင်ငံတော်သမ္မတဖြစ်ရွေးချယ်တင်မြှောက်ခံပြီးတဲ့နောက်နိုင်ပိုင်းအတွင်းမှာပဲအစီတော်ကဝမ်းမြောက်ကြောင်းတုံ့တော်ကိုပရောသူလက်ခံရရှိခဲ့တာဖြစ်ပါတယ်ဒါဟာမြန်မာနိုင်ငံတရုတ်နိုင်ငံရဲ့မြန်မာ တုံရီနော်စာလေး9ချောင်းလောက်ပြောတာကို3လုံး4လုံးလောက်မှားနေတာဒါကြီးကနိုင်ငံတော်ရဲ့သမ္မတတဲ့နောက်ပြီးတော့အဆွေတော်တဲ့တရုတ်ရှိချင်းဖင်ကိုနေစားသဘောမျိုး3လုံးလိုက်တာဗျ နိုင်ငံအစိုးရအသစ်ပေါ်မှာအလေးနဲ့ထားဖို့နဲ့ကျွန်တော်တို့နှစ်ဦးကြားမှာခင်မရင်းနှီးမှုကိုလည်းပြသနေတာဖြစ်ပါတယ်အစိုးရခင်ဗျာ ကမ္ဘာချင်းပန်နဲ့မြန်မာချီအိုကြီးနဲ့တွေ့တာပေါ့နော်အဆွေတော်တဲ့မြန်မာနိုင်ငံကိုနေစားပေးထားတဲ့ပုံပဲ ကဲပြီးတော့ရေဒီဗီဒီယိုကမမိုးကိုစီတို့ရဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့မမိုးနည်းနည်းပြောရှင်တယ်เนาะကိုစီရဲ့ကိစ္စပေါ့မမိုးကဒီတရက်2ရက်3ရက်အတွင်းထဲမှာဒီကိုစီရဲ့ပြဿနာတွေကသူများပို့လာပေးတယ်အများကြီးပဲမမိုးလည်းနိုင်ပေါ်မှာတွေ့တာပေါ့เนาะမမိုးလည်းကြည့်လို့လည်းမအားဘူးနားထောင်လို့လည်းမအားဘူးဘာလို့ဆိုတော့မိုးရဲ့ကံပန်းကနောက်ဆုံးရက်နေ့ကိုဆက်တိုက်3ရက်ဖြစ်နေတဲ့အတွက်ကြောင့်မမိုးလည်းအဲ့ဒီကြားထဲမှာဘာမှလှုပ်လို့မရဘူးเนาะဒီကိုစီရဲ့ပြဿနာနဲ့ကိုစီရဲ့ကိစ္စနဲ့ဒါမဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီပြဿနာနဲ့ပတ်သက်ပြီးတော့မမိုးပြောရမယ်အခုမမိုးကတော့နည်းနည်းအားပြီးဆိုတော့မမိုးနည်းနည်းပြောချင်တယ်เนาะဒီကိစ္စတွေကအခုမမိုးဘာကိုမြင်ရလဲဆိုတော့အဲ့ဒီကြားထဲမှာကိုစီကကိုကြီးနဲ့ဦးလေးနဲ့ပြဿနာတွေတက်ကြပြီးတော့ဆဲကြတယ်ထားလိုက်ပါတော့ဒါတရားမမိုးတော့နားမထောင်ရဘူးเนาะဒါပေမဲ့မမိုးဘာကိုတွေ့လဲဆိုတော့အိုင်မနော်လူလိန်တခိုးကြီးအိုင်မပေါ့နော်အဖွားကြီးလည်းပါလာတယ်ပြီးတော့ဒူဘိုက်ကငမူးမဖြူမိုးဘာကြောင့်ငမူးမလို့ခေါ်ရတယ်ဆိုတော့ဒီဖြူမိုးဆိုတာလေမူးရင်တစ်မျိုးမူးတဲ့အချိန်မှာစကားတစ်မျိုးမမူးတဲ့အချိန်မှာစကားတစ်မျိုးအဲ့လိုဖြစ်တာအရင်တော့ကလည်းတခိုးသူဖော်တယ်ဖြူမိုးကတခိုးသူဖော်တယ်တခိုးသူဖော်ပြီးတော့တခိုးချီကိုပြန်တော့စားတာလဲသူပဲနော်အဲ့လိုမျိုးပြန်ဆိုတော့ဒီကောင်မတွေအားလုံးမမိုးလူရမသွင်းတော့ဘူးကွာအိုင်ရီမတခိုးမဆိုရင်လေစကားပြောလိုက်လို့ရှိရင်အမှန်တရားဆိုတာတခိုးမမရှိဘူးလိန်ပြောတယ်ညာပြောတယ်ကလင်ကတစ်ပြောတယ်မဟုတ်တာကိုဟုတ်တာအောင်ပြောတတ်တဲ့အဖွားကြီးအဲ့လိုမျိုးပေါ့နော်အဖွားကြီးအိုင်ရီမတခိုးမလူလိန်မဆိုရင် तू ပြောတဲ့စကားလုံးတိုင်းမှာလုံးဝမမှန်ဘူးသူတို့လိန်ပြီးတော့ပြောတာအဲ့ဒီဖွားကြီးကနော် तू လိန်ပြောတဲ့စကားလုံးအားလုံးက तू များလေတက်တက်ထောက်ထားနဲ့မေးလာလို့ရှိရင် तू ဘာတက်တက်ထောက်ထားမှမရှိဘူးလူတယောက်ကိုမတရားဆွဆွဲတယ်လူတယောက်ကိုမတရားပြောတယ်မတရားဆဲတယ်မတရားစော်ကားတယ်ကွာ तू ပြောတဲ့စကားလုံးတွေကအမှန်တရားတစ်ခွမှမရှိဘူးအဲကြောင့်ဒီအဖွားကြီးနှစ်ယောက်နဲ့ကိုစီဆိုရင်မမို့တို့ကိုစီပဲအားပေးမှာပေါ့မမို့တို့ကိုစီပဲဝန်းရမှာပေါ့ကိုစီဆိုရင်တော်လိုင်းရုပ်ကိုလှုပ်ပေးတာအများပြားပဲထောက်ဖို့တဲ့မှာဆိုရင်လဲ तू လှုပ်ပေးတာအများကြီးပဲပြီးတော့နော်ထိုင်းနိုင်ငံမှာဆိုရင်ကိုစီလိုက်ပြောစီရောက်ပေးတာတွေအလူခံပေးတာတွေကိုရိုက်ခါတွေတော့ကောက်ပေးတာတွေမမို့လို့မြင်ရတယ်နော်အဲကြောင့်ဒီအဖွားကြီးနေရောက်နေဆိုရင်ကိုစီနဲ့ဆိုရင်ကွာကိုစီပဲဝန်းရမယ်နော်မိုးဆိုရင်လည်းမိုးဆဲတယ်နော်လူရောက်မှာဘောမတခိုးနော်တော်လိုင်းမှာပါဝင်ပြီးတော့တော်လိုင်းရဲ့ဘန်းပြလိန်စားညာစားခိုးစားလို့ရှိရင်မမိုးဆဲတယ်နော်ဒါပေမဲ့မမိုးဆဲတဲ့လူတိုင်းမှာမမိုးတက်တေထောက်ထားစီတယ်နော်ဒီကောင်ခိုးစားပါတယ်ကျွန်တော်မိုးဆဲပြီးမမိုးဖော်ပြီးဆိုရင်တက်တေထောက်ထားနေမမိုးချပြတာနော်ဒီအဖွားကြီးအိုင်မတခိုးမလူလေမနဲ့မတူဘူးဒါပေမဲ့ကိုစီငမောင်နော်ဘောမငမောင်နဲ့တွေ့ကြတဲ့အချိန်ပေါ့နော်ထမင်းတူစားတဲ့အချိန်ပဲကြည့်ကိုစီဒီကောင်ကိုလိုက်တဲ့မှာတူချိတ်ပြောစကားပြောတဲ့အချိန်မှာပဲကြည့်မမိုးလောမထောက်ခံဘူးမမိုးလောလက်မခံဘူးဒီကိုစီရဲ့ပြဿနာကိုမမိုးကလာပြီးတော့ထောက်ပြချင်တာက2ခု3ခုရှိတာပေါ့နော်ပထမတစ်ခုကတော့ကိုစီပထမဦးဆုံးဒီငမောက်ကို line တက်ကျွမ်းတဲ့အချိန်မှာပေါ့နော်အဲ့ဒါမှမဟုတ်တန်တရားနည်းနည်းစီလိုက်ဘာဖြစ်လို့ကိုစီရပေါ့နော်ဟိုပြည်သူလူထုယုံကြည်ရတဲ့ထောက်ဖို့တရားဖြစ်တယ်နော်ဟိုထောက်ဖို့အကြီးစားလည်းဖြစ်တယ်တော်လိုင်းရေးနိုင်ငံရေးမှာလုံနေတဲ့သူတရားဖြစ်တယ်ဘာဖြစ်လို့ဒီဘောမတွေနဲ့သူတွားပြီးတော့လိုက်တွေကျွမ်းနေရတာလဲဘာဖြစ်လို့ဒီကောင်တွေကိုကြိုးစုံနေရတာလဲမျိုးပေါ့နော်ဟိုအဲ့ဒါတော့မမို့တန်တရားစီလာတယ်မမို့တော့စိတ်မကောင်းဘူးနော်မြင်တဲ့အချိန်မှာပြီးတော့နောက်ဆုံးဒီသူတို့ပြောတဲ့ငမောက်ကကိုစီနဲ့တွေ့ရှင်လို့အဲ့ဒါကိုစီလည်းတော့တွေ့လိုက်တယ်နော်ပြီးတော့ဗလဲစားနေတဲ့ထမင်းတွေကကိုစီပတ်စံနဲ့ဟိုကိုစီကပေးတယ်ပြီးတော့ကိုစီရဲ့လူတွေကဟင်းချက်ပေးတာလားဗညာအဲ့ဒီဟင်းတွေကတော့မမို့ဘာမှအပြစ်မမြင်ဘူးဘာလို့ဆိုတော့ဘာမှစေးကြီးတဲ့ဟင်းတွေလည်းမဟုတ်ဘူးပြီးတော့ကိုစီဘက်ကသူ့ပတ်စံနဲ့သူထောက်နေတာလေဟုတ်လားအဲ့ဒီဟင်းတွေကမမို့အပြစ်မမြင်ဘူးမမို့တို့လက်ခံလို့မရတာကတော့ဘာဖြစ်လို့ဒီဘောမနဲ့ထမင်းတူစားရတာလဲနော်အဲ့ဒါမမို့တို့ကလက်မခံဘူးနော်အဲ့ဒါကိုစီမားလားကိုစီမန်လားကိုစီလုံးဝကိုမားတယ်ကိုစီလုံးဝမမှန်ဘူးအဲ့ဒီအချက်မှာ
အဲ့ဒါဘာကြောင့်လဲဆိုတော့မမိုးတို့ဘာဖြစ်လို့ KNU ခေါင်းဆောင်ဖတ်တီတွေကိုဆဲရတယ်လဲဆိုတော့ KNU ခေါင်းဆောင်ဖတ်တီတွေကစစ်တပ်နဲ့တတွဲလို့ရန်သူနဲ့တတွဲလို့နော်မန်အားလာနဲ့တို့သွားတော့စကားပြောတဲ့အတွက်ကြောင့်မမိုးတို့ပြည်သူတွေကလက်မခံပြတဲ့ဒီအဖိုးကြီးတွေကိုတောက်ဆောက်ဆဲနေရတာနော်အဲ့တော့ NUG ဆိုရင်လေစစ်တပ်နဲ့တော့တွေးကြည့်ပါလားစစ်တပ်ဘောမနဲ့လားစစ်တပ် lobby နဲ့လားဟုတ်လားတော်လိုင်းရက်ကိုစော်ကားဖူးတဲ့သူတော်လိုင်းဓမ္မကိုဆဲဆိုဖူးတဲ့သူအမေစုကိုဆဲဆိုစော်ကားတဲ့ဘယ်ဘောမဘယ်စစ်တပ် lobby မဆိုဘယ်ပြည်သူမှလက်မခံဘူးဘယ်ပြည်သူမှသွားပြီးတော့တွေးဖို့သွားပြီးတော့သမင်းတူစားဖို့အားမပေးဘူးစင်မဘလုံးဝအားမပေးဘူးနော်ထောက်ခံလည်းမထောက်ခံဘူးအဲ့လိုမျိုးလောက်ဘဲသူပဲဝါမဆိုကိုစီပဲဖြစ်ပဲသူပဲဝါမဆိုပေါ့နော်ဒီလိုမျိုးဘောမနဲ့လိုက်တဲ့တွက်ကြံဒီလိုမျိုးဘောမနဲ့တူသမင်းတွေစားလို့စင်လုံးဝကိုမားတယ်နော်မမိုးတို့လည်းမခံဘူးစင်ထောက်ခံလည်းမထောက်ခံဘူးအားလည်းမပေးဘူးအဲ့ဒါကိုစီရဲ့အမားကဘောမနဲ့သူလိုက်တွေချိတ်လို့ဘောမနဲ့တူထမင်းစားလို့အဲ့ဒါအဲ့ဒီနေရာမှာသူမားတယ်သူမားလို့စိပြည်သူကတော့သူ့ဆဲမှာပဲနော်အမှန်တကယ်ဆိုရင် तू မလောက်ခင်မှာ तू စဉ်းစားရမယ် तू လောက်နေတာပြည်သူရဲ့အလုပ် तू လောက်နေတာတိုင်းပြည်ရဲ့အလုပ်ဟလားတိုင်းပြည်ရဲ့အလုပ်နိုင်ငံရဲ့အလုပ်ပြည်သူအားလုံးကိုစား तू လောက်ပေးတယ်လေအဲ့ကြောင့် तू ကနေရင်းနဲ့ဘောမဟိုဗလဲနိုင်တော်လိုင်းဓမ္မတွေကိုစော်ကားဖူးတဲ့သူတွေအမေစုစော်ကားဖူးတဲ့သူတွေစစ်တပ်ကိုအားပေးအားမြောက်လုပ်ဖူးတဲ့သူတွေကို तू လုံးဝဝင်မပတ်သက်ရဘူးအဲ့တော့ကိုစီရဒီနေရာမှာလိန်မာရမယ်ပါနာရမယ်နော်ရန်သူတယောက်ကကွာလူရောက်မှတယောက်ကအာနာစင်ကိုအားပေးထောက်ခံတာဟိုအမျိုးပေါ့နော်သူရဲ့စကလုံးဆိုရင်ငမောင်ရဲ့ဗီဒီယိုအရင်တော့ပြန်တော့ကြည့်လိုက်စစ်တပ်ကိုဘယ်လောက်ချိတယ်စစ်တပ်ကိုဘယ်လောက်ထောက်ခံလဲအဲ့လိုမျိုးပေါ့နော် तू ဘယ်လောက်ပြောလဲအတော့အမေစုဆို तू ဘယ်လောက်စော်ကားဆဲဆိုစော်ကားထားလဲတော်လန်ရေးလောက်နေတဲ့ PDF တွေထောက်ဖို့တွေနိုင်ငံရေးလောက်နေတဲ့လူတွေကိုအဲ့ဒီငမောင်ဘယ်လိုမျိုးပတ်စုပတ်စနဲ့ပြောထားလဲဆိုတာကိုဘက်ကစိတ်မစီရမယ်အဲ့ကြောင့်ထောက်ဖို့ကြီးတရားဖြစ်တော့ကိုဘက်ကစိတ်မစီရမယ်စစ်တပ်နဲ့ပတ်သက်တဲ့လူနဲ့တနေ့ကြလို့ဆိုရင်တို့ကဘယ်လိုမျိုးပဲပြောင်းလဲဟုတ်လားတို့စကလုံးတွေကပြောင်းအခုငမောင်ကအရင်တော့လိုမျိုးမဟုတ်တော့ဘူးထားလိုက်ပါတော့အရင်တော့လိုမျိုးမဟုတ်တော့ဘူးအမေစုကောင်းတယ်လို့ပြောလာပြီးကိုဘက်ကလူတွေကကောင်းလာပြီးပြောတော့တော်လန်ရိကဘာညာတလကကောင်းတယ်ပြော तू ဘလောက်ပဲအကောင်ပြောနော် तू နဲ့သွားတော့မစုံနဲ့အဲ့ဒါပြောချင်ပါတယ်နိုင်ငံရေးတော်လန်ရေးတကယ်လုံလို့ဆိုရင်ထောက်ဖို့တွေပေါ့နော်တော်လန်ရေးကိုတကယ်ပြပြတာလောက်တဲ့သူကဒီကောင်တွေနဲ့သွားတော့ဝင်မဆောက်ရဘူးသူတို့ဘက်ကစစ်တပ်ကောင်းဆိုးဒီဘက်ကဆိုးကောင်းသူတို့ဘာပဲပြောဒီကောင်တွေနဲ့သွားတော့မဆောက်ဖို့လိုတယ်သွားတော့မပတ်သက်ဖို့လိုတယ်နော်ကိုစီတောင်မှမကဘူးတိုင်းနာလည်းနဲ့ကန်ဖွဲ့စီလား NUG ဘက်ကလားဘယ်ထောက်ဖို့မဆိုဒီကောင်တွေနဲ့သွားပြီးတော့မပတ်သက်ဖို့လိုတယ်လုံးဝ live ပေါ်မှာလည်းမချိန်နဲ့အပြင်မှာလည်းမတွေ့နဲ့ထမင်းတူစားတာလည်းလုံးဝမလုံးနဲ့ โอเคဒါကတော့မမိုးနဲ့ကိုစီနဲ့ပွဲဖြစ်တာမဟုတ်ဘူးပေါ့နော်မမိုးဘက်ကနေပြီးတော့ဂယုနာဒေါသနဲ့ကိုစီဘက်ကကြည့်ရင်လည်းမှန်တယ်ဗျာကျွန်တော်တို့ဓမ္မဘက်တော်သားတွေဘက်ကကြည့်ရင်လည်းနည်းနည်းဘောမနဲ့အတူတူထမင်းထိုင်စားတာဆိုတော့နည်းနည်းဒေါသဖြစ်เสียရှိတယ်ကိုစီကကြောတော့လေပြည်သူအတွက်လုံနေတဲ့သူဆိုပြီးတော့သူကသူတတ်ထောက်ခံတာပဲဖြစ်ဘာပဲဖြစ်တတ်မလို့ချစ်တာကျွန်တော်တို့အားလုံးလည်းချစ်တယ်ဗျာကိုစီကကြောတော့နော်ရန်သူဖြစ်နေပါစေနားလည်မှုနဲ့ထမင်းတူစားနိုင်တယ်ဆိုတော့ तू ကပြရုပ်ကိုပြကျင်တာဒီဘက်ကဓမ္မဘက်တော်သားတွေကလည်းဂယုဏဒေါသဖြစ်တာအဲ့တော့နှစ်ဦးနှစ်ဖက်လုံးကတော့ तू ဟာနဲ့ तू တော့မှန်နေကြတာပေါ့နော်အဲ့တော့ကျွန်တော်မိသားစုတွေပဲမှတ်မှာတစ်ချက်ရေးသွားပေးအောင်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတယ်ဓမ္မဘက်တော်သားတယောက်ချင်းတော်လာနေတဲ့လေးပါလို့စူတောင်းရင်းနဲ့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့